သူစရိုက်လောကဟာနတ်ဆိုပင်လုံးခေါ်တယ်မာဖီးယားတွေထိချုပ်ခံရတာနဲ့ခောက်ွယ်ဖို့A3လို့ခေါ်တဲ့လက်နက်ကိုအသုံးပြုကြတာဖြစ်ပါတယ်အဲ့ဒါတွေနဲ့ခဏတာအဲ့ဒါတွင်းမြင်ကြတာဖြစ်ပြီးတိုက်ခိုက်ကြတာဆိုပေမဲ့လည်းမျက်မှောင်ကတူရဲ့ကောင်းဆိုတာငွေအတက်အလုံးလုပ်ပြီးစုချီထောက်ယူသူတတပါရရှိရိုတို့ကပြင်းစုချီရနဲ့အကီရဲ့တငယ်ချင်းကိုကယ်ဖို့ရောက်လာခဲ့ကြပြီးယူကီနီကအဆွမ်းဖြတ်ထားတာကြောင့်အဖွဲ့အစည်းကလူတွေစူဖို့ပြက်လိုက်ရနေချိန်အကီတငယ်ချင်းဆာရာကိုကယ်ဖို့အမြန်လုပ်လိုက်ကြပါတယ်ဆာရာဘက်မှာတော့လူတယောက်ကပြင်းစုချီခေါ်တော့ပြပါတယ်အပြင်ဘက်မှာရှိနေတဲ့အကီကမစင်စားပဲစုပဲလှုပ်ချင်နေတော့ရရှိရိုကဆောက်ယူမှာတဲ့လို့ဝင်အထီးကများမယ်သူတို့ကိုအာရုံထပြအောင်လုပ်နိုင်ထားတယ်အဲ့ဒါကြောင့်တာတီကိုတုံးချမ်းမယ်လို့ပြောလိုက်တာပါပြောချင်တဲ့တဘောကမလိုတဲ့တိုက်ပွဲတွေကိုရှောင်ပြီးတွားမှာပါဝင်ဖို့အတွက်အကီကိုမျက်နှာပုံဝတ်ခံလိုက်ပြီးညာဘက်ကနေလက်ခံခဲ့ပါတယ်အဲ့နောက်အဆောင်ကိုငါတို့ကတက်ကူလေအခုမှဗန်နှများတိုက်ပြီးပြန်လာတာအရှင်စုရထူးစဉ်းစားနေမှာပဲတော့လို့ဖော်ရှော်လို့လိုက်ပေမဲ့ငကြောင်ကဘာမှမသိတော့အကီဘက်ကိုလွှဲလိုက်တဲ့အချိန်ရရှိရိုကအလေးဝင်တိုက်ပြီးငကြောင်ကလည်းလေပင်ပြက်ထွက်ပြီးရှော့တော့ပါတော့တယ်အကီကတက်ဖို့မလိုဘူးမလားလို့မိလိုက်တော့ရရှိရိုကငါ့အတွက်တော့ဒီလောက်ကအကောင်းဆုံးပဲလောက်ကင်ပုံပဲကြံတဲ့သူတွေကတော့ပိုပြီးကောင်းအောင်လုပ်နိုင်တဲ့သူပဲလို့ပြောလိုက်ပါတယ်အကီကတပည့်ကောင်းဆိုတာဘလို့အခြေအနေရောက်လူတက်ဖို့မဟုတ်ဘူးလို့ပြောတော့ရရှိရိုကဘာမှမပြောတော့ပဲဆာရာကိုကယ်ဖို့ရကီကိုဒီမှာစောက်ခိုင်းလိုက်ပြီးမှအကီကတငယ်ချင်းကကယ်ဖို့စောင့်နေလိမ့်မယ်ပြီးတော့ဆရာလူတက်တာကိုတောင်းဖို့ကြိုးစားမှာပါလို့ပြောလိုက်ပါတယ်အထဲမှာတော့ပထမအထက်ကအကုန်တက်ခံရလို့စူနေချိန်အထဲကငကြောက်ကကြောက်ပြီးချင်းစီပြန်မှုပြောနေချိန်အနောက်ကနေတာဟုတ်တန်ကြတော့လဲလိုက်တဲ့အခါမှာတော့အကီတငယ်ချင်းအင်ဒိုကတူတူရဲ့အကြီးပိုင်းကိုလဲလီးပြီးရှော့ပေးလိုက်ပြီးခြံတဲ့နှကောင်ကိုလည်းဘာမှလုပ်ချင်မရှိတဲ့အစုံတက်သွားပါတော့တယ်ရရှိရိုကအင်ဒိုဆိုတဲ့ကောင်မှသူရဲ့ခေါင်းနဲ့လိုက်တာမင်းနဲ့မတူဘူးလို့ပြောလိုက်တော့အကီကအင်ဒိုမှာလည်းသူ့ကြောင့်နဲ့သူရှိပါတယ်လို့ပြောလိုက်ပါတယ်ရရှိရိုကအင်ဒိုအနေနဲ့ပြင်းစုကိုနိုင်ဖို့ကံဖြစ်နိုင်ပါဘူးဘာလို့ဆိုပြင်းစုအရှင်ရဲ့အဲ့ဒါအစွမ်းရဲ့အာယုံကနေရာကူပြောင်းချင်းတုံးတဲ့သူနဲ့တွေ့ရင်အားတာရတယ်နတ်ကိုတောက်ပြီးတစ်ချက်တည်းဆုံးတက်ဖို့ကအလုပ်ဖြစ်မှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်နတ်ဆိုပြင်တိုက်ပွဲကြရင်အကီကဝင်ပါချင်ပေမဲ့ရရှိရိုကမထင်ဖို့အောင်အပေါက်ပိတ်ပြီးနေလို့ပြောလိုက်ပါတယ်ပြီးတော့မင်းရဲ့အဲ့ဒါကိုမတုံးနဲ့တုံးမသွားရင်ပြင်းစုကမတည်ပဲငါတည်သွားလိမ့်မယ်အဲ့ချိန်တနေရာရောက်တော့ဟိုဘက်လန်သွားမယ်ဆိုပေမဲ့အကီကဟိုဘက်တောင်းမှရန်သူရှိတယ်လို့ပြောပြီးတွားလိုက်တော့ရရှိရိုကအဲ့ဒါကြောင့်တွားချင်တာလို့ပြောလိုက်ပေမဲ့နောက်ကျတော့ပါပြီခိုးဘက်ကဂန်းတွေနဲ့ထုတ်ဆောင်နေတာကြောင့်ရရှိရိုကပြေးတိုက်ပြီးဂျူကမိုင်းရဲ့အဆွမ်းကအာရုံခနိုင်တဲ့ဆိုပေမဲ့ရရှိရိုကအဆွမ်းသုံးထားတာကြောင့်ကိုကြီးမဖြစ်ပါဘူးရရှိရိုရဲ့အဲ့ဒါအာရုံကအချိန်ခံစားမှုကိုကြာရှည်စေတာဖြစ်ပြီးရရှိရိုရဲ့မျက်လုံးကပြေခဲ့တဲ့ကြည်အကုန်လုံးကိုလည်းစလိုမိုရှင်နဲ့ကြည်လင်းစွာမြင်ရတာဖြစ်ပါတယ်တစ်ဖက်လူရဲ့လှုပ်ရှားမှုကိုရှောင်လို့လည်းအချိန်ရပါတယ်အဲ့ဒါကတကယ်အားသာချက်ဖြစ်ပြီးတိုက်ပွဲဆိုတာတေချာကြည့်ပြီးတေချာတွေးတတ်သူတွေအနိုင်ရတာလို့ရရှိရိုဆရာကပြောခဲ့လာပါပြဿနာက A3 အတာဖောက်ပြန်စေတဲ့အရာကအတောင်ပြူတွေရဲ့ရန်လိုစိတ်ကိုတဟုန်တိုးမြင့်တက်စေတာပါတကယ်လို့တေချာမတော့ရင်နှက်ဆိုးပြေလိုမျိုးယူသွားမှာပါကံကောင်းတာကအကုန်လုံးကိုအပြတ်ရှင်းပြပြီးပါပြီအရေးကြီးတာကပြတ်သွားရမယ့်နေ့ချိန်ပေါ်ကိုပုံဖော်ဖို့ပဲသူပုံဖော်လိုက်တဲ့ဟာတွေကဘီယာရဲ့ဗီဇာရဲ့ခက်ခိန်တွေပဲဖြစ်ပါတယ်အဲ့လိုတွေးပြီးနောက်နှက်ဆိုးပြေနေရကိုထွက်ခဲ့ကြပါတယ်ရရှိရိုကအကီကိုဘာမှမလုပ်ဘူးမှနေပြီးအကီကဆရာရဲ့ပြူဟာကိုနားလည်ထားတယ်ဆိုတော့ရရှိရိုကဆရာလို့မခေါ်ဘူးဟောလိုက်ရပါတယ်ပြီးတော့ခုတော့စကားမဆုံးခင်မှာပဲအထက်ကနေအင်ဒိုကတရံပလပွားနဲ့လွှင့်ခဲ့တာကိုမြင်လိုက်ရပါတယ်မတည်သေးတာကြောင့်ဒီတိုင်းဆိုရင်လည်းလေကားပေါ်ကြောက်တာမှကြောက်ငါလည်းလမ်းပေါ်မှာဘူးကွန်ကြရင်ကောက်ပြီးအမိုက်ပုံနဲ့ထဲတယ်လို့ပြောပြီးခဲပေးလိုက်ပါတယ်ပြောချင်တာကတော့လမ်းမှာအမိုက်တွေ့ရင်ကောက်ပါလို့ပြောချင်တာပါအဲ့တော့အင်ဒိုကိုမင်းမပါမီမရှိဘူးအဲ့ဒါကြောင့်အဲ့မှာပဲအဲ့နေတယ်လို့ပြောပြီးဘယင်းစုရှိအောင်ဝင်ခဲ့ပါတယ်ဆာရာကစကားအကျမ်းတွေနဲ့ပြောခဲ့ပြီးသူ့ကိုအပိခန့်တာလားလို့အကီကိုမေးလိုက်ပြီးအကီကလာခဲ့တာပါလို့ရှင်းပြလိုက်ပါတယ်ဆာရာကမလာဖို့တားပြီးဘယင်းစုကလက်ကိုဆုပ်လိုက်တော့ဆာရာကလည်းနာကျင်သွားပါတယ်အကီကစိတ်ပူပြီးတတိတ်မနေနေတာကြောင့်ရရှိရိုလည်းတားနဲ့တစ်ချက်ထောက်ပြလိုက်ပါတယ်ဘယင်းစုကလည်းအဲ့တဲ့တွေကများတာပဲကျောင်းတော်ကတွင်နဲ့ပြီးတော့ဘဲကခူရဲစားလဲလို့မေးပြီးပြင်းစုကတွေ့ညံ့နေခင်းကိုဝေချိုးလို့အခောက်တန်းစာတေးရမယ်လို့ပြောလိုက်ပေမဲ့ရရှိရိုကခိမ့်မပြီးပြင်းစုတို့ ADA ဆက်ပြောလိုက်ပါတယ်ပြင်းစုရရှင်ရဲ့အောက်ခံလူအကြောင်းတွေကိုလည်းစိတ်ထဲကနေပြောနေပြီးအဲ့တော့ရရှိရိုကိုမင်းဘက်ကလာတာလဲမင်းကိုလွတ်လိုက်ကြတာလား
မဟုတ်တကယ်ကြီးအဆွေကိုလို့စောက်စံမဲကုန်နေမေးလာပြီးဘရင်စုထင်ပေါ်ကရရှိတော့ကိုအကယ်ဒမီအစုဝေကခန့်ထားတယ်လို့ထင်နေပုံရပါတယ်ဘလို့လေတုံလုံးနေဘူးကောင်းတာကြောင့်ရရှိလည်း follow ရိုက်လိုက်ပါတယ်ခုတော့ရှောင်းအရှိနေဆိုတော့ဘရင်စုလည်းလုံလုံးနေတာကိုရရှိတော့ကအခွင့်ကောင်းယူပြီးမိကိုခင်ပြီးအဲ့ဒါကိုလည်းအမြင်အာရုံကိုပွရှင်းစေဖို့အတွက်ပါဘရင်စုရဲ့အစွမ်းကအနီးကပညာရှင်တွေစီတည်င်းပြတ်မိတာသူကနေရာတိုင်းမှာရှိတဲ့စူးပါတဲ့နှဲကိုမြင်နိုင်တဲ့ပုံရပါတယ်အဲ့ဒါတွေကိုအတုံးပြုပြီးအဝေးကရန်သူကိုတိုက်ခိုက်တာပါအဲ့နှဲပင်ကိုလည်းပြင်းစူးပဲမြင်ရတာပါဒါပေမဲ့မိခိုးကနေပဲထပ်လာမဲ့နှဲပင်ကိုမြင်ရတာဖြစ်ပြီးရရှိရအတွက်အချိန်လုံလောက်ပြီးအဲ့ဒါတွေရဲ့ကြီးကပ်ပုံကိုမြင်ရတော့ရှောင်တိတ်နိုင်ပါတယ်ပြင်းစူးလည်းသူ့ရဲ့နှဲကိုအကုန်ရှောင်ပြီးလာခဲ့တာကြောင့်လန့်နေပြီးရရှိရလည်းဒါနဲ့လက်ကိုခုတ်ဖြတ်လိုက်ပြီးအဆုံးတက်လိုက်ပေမဲ့ပြင်းစူးလက်ကတိတ်ပြန်ပေါက်ခဲ့တာကိုမြင်လိုက်ရပါတယ်အရင်ကထက်လည်းပူချမ်းသွားပြီးထိုးချက်တွေကမြန်လွန်းတာကြောင့်ရရှိရလည်းမခံနိုင်ပဲနေရန်နဲ့ကျုံးကန်လိုက်ရပါတယ်ဘင်းစုကအံ့ဩနေပြီးလက်ကဒုထိန်ချုံမှုအောင်မရှိပဲသူ့အလိုလိုလုပ်နေတာပါစာရဘတ်လက်ခဲချေအင်ဒိုကဝင်သားပြီးမှလည်းရရှိရကဒီပုံစံနဲ့လည်းမကဲနိုင်ဘူးဆိုတာသိနေပါတယ်ရရှိရလည်းစောက်ကလေးကကိုယ့်တဘောနဲ့ကိုကလို့စောက်ကောင်းကိုစောက်ကန်ချင်နေပြီးပြင်းစုအဲ့လိုဖြစ်တာကဤတွေးကြောင်းဆိုတာသိလိုက်ရပါတယ်ကလေးကိုကယ်ဖို့ကလက်မချခင်နောက်တစ်စက္ကန့်အတွင်းစဉ်းစားနေချိန်သူ့ဆရာပြောခဲ့တဲ့စကားကိုပြန်မှတ်မိသွားပါတယ်သူရဲ့ညာလက်ကလည်းအစဉ်ပြေတာကြောင့်ပြင်းစုကိုတစ်ချက်လည်းဖြတ်တောက်ဖို့ကလည်းခက်ခဲ့ပါတယ်လုံနိုင်ရင်တော့ပြင်းစုရဲ့လက်ကအဟုန်ကိုမထိနိုင်ပဲနှစ်ယောက်စလုံးပေါ်ပြီးတော့မှာပါအီတလီနဲ့အရန်တုံးမြင်ထားတဲ့ဆာရာကချက်ချင်းနှက်ပြီးသွားရမှာဖြစ်ပြီးရွေးချယ်ဖို့နံပါတ်1ကအဲနှစ်ယောက်ကိုလောလောဆယ်ပေးတည်ဖို့နဲ့အဲ့လိုဆိုရင်ပြင်းစုရှင်ကိုတရားတတ်နိုင်ပါတယ်အဲ့ချိန်သူ့ဆရာပြောတဲ့စကားကိုပြန်လည်စဉ်းစားမိသွားပြီးကလေးနှစ်ယောက်ကိုပဲအရင်ပြေးခဲ့လိုက်ပါတယ်ဒါပေမဲ့ပြင်းစုမထိန်ချုံနိုင်တဲ့လက်ကဆက်ထုနေအောင်မှကြောင့်ဆာရာကိုကယ်ထုတ်လိုက်ဖို့ပြောနေချိန်ငကျွတ်လေးကလန့်သွားတော့မပြောလိုက်ရပဲလက်ကတူကိုပိတ်ထိုးလိုက်တော့နေရနဲ့စောင့်သွားပြီးကလေးတွေကိုတစ်ချက်ကြည့်ပြီးပြန်တိုက်မယ်လုပ်လိုက်ပေမဲ့လည်းအားနဲ့လုံးနေတာကြောင့်ဒီတိုင်းအမိုက်တွေရကောင်းပွားတယ်ဒီပုံစံနဲ့ဒီကြော်လည်းကံကောင်းပါလေလို့တွေးနေချိန်သူ့စကားနားထောင်တဲ့အကီကပြင်းစုရဲ့လက်ကိုခုတ်ဖြတ်ပြီးဆောက်ယူငါဆရာကိုမထီးနဲ့ဆိုတနောင်နဲ့အချက်နဲ့ဆိုခောက်ပေးလိုက်ပါတယ်ရရှိကိုလည်းအခုမှသိလိုက်ရတာကအကီရဲ့အဲ့ဒါကသူများတွေရဲ့အတွေးကိုကြားနိုင်တာပါနောက်နေ့တင်ပြမှာလည်းဒီ channel မှာ anime ကောင်းလေးတွေကိုပြန်လည်တင်ဆက်ပြီးတော့မှာကြောင့် channel ကို subscribe လုပ်ဖို့တော့မမေ့နဲ့တော့